အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မြောက်ကိုဆွေးနွေးပေးမယ့်အကြောင်းအရာတော့ဒီနောက်ဥရောပနိုင်ငံဒီနောက်စုအဖွဲ့တွေဒီအမားတွေကြောင့်ရုရှားယူကရိန်းစစ်ကပြင်းပြင်းနဲ့တာချိန်မြင့်လာဒီအကြောင်းနဲ့ပတ်သက်ပြီးလည်းမြောက်ဆွေးနွေးပေါ့ဒါဒီပြီးခဲ့တဲ့တနေ့ကတနင်္ဂနွေနေ့ကပေါ့ဒါဒီရုရှားဘက်ကယူကရိန်းကီးယက်မြို့ကိုဒရုန်း360စင်းနဲ့တိုက်ခိုက်ဒါဒီတနင်္ဂနွေနေ့ပြီးတော့ဒါတနင်္လာနေ့ထပ်ပြီးတော့ဒါ355စင်းနဲ့တိုက်တယ်ပြီးဒီတစ်ဖက်ကဇိုင်း9စင်းနဲ့ပြဒီနှစ်ရက်ဆက်တိုက်တာပြန်ထန်တိုက်ခိုက်တာကြည့်ဆိုရင်ဒီရုရှားယူကရိန်းစစ်ဖြစ်တာပေါ့ဒါ2020ခုနှစ်နောက်ပိုင်းမှာဆိုရင်ဒါခြေနေရတာတော်တော်လေးကိုပြင်းပြထန်ဖြစ်ခဲ့တာကိုတွေ့ရတာယူကရိန်းအနေနဲ့ကလည်းဒီအနောက်ဥရောပနိုင်ငံတွေကထောက်ပံ့ပေးထားတဲ့ဒီတာဝါပစ်ဒုံးကြီးကိုဒါဒီရုရှားနယ်မြေအတွင်းပိုင်းနဲ့အထိကိုဒါပြစ်ခတ်ခွင့်တွေကိုမကန့်တတ်တော့ဘဲနဲ့ဒါပြစ်ခတ်ခွင့်ပေးလိုက်တော့ဒီရှက်ကပဲဒါဒီရုရှားယူကရိန်းစစ်ပြီးကိုဒါတဖြည်းဖြည်းနဲ့အချိန်ထပ်ပြီးမြင့်လာဒီချက်တွေပဲတိုင်ခဲ့ဒါဒီဒလောလေးတော့ဆိုရင်ဒါဒီယူကရိန်းဘက်ကဒါဒီဘော့စကိုကိုဒါရိုးမြောက်များနဲ့ဒါဒီသမရပူတင်လောက်ကြတာဒီခင်းကျင်းတွေဒီဖြစ်စဉ်တွေကိုကြည့်မယ်ဆိုရင်ဒါဒီရုရှားယူကရိန်းစစ်ကဒါပြင်းပြင်းနဲ့အချိန်မြင့်တယ်ဖို့ပြောတာနောက်ကိုလည်းဒါမီးမောင်းထိုးပေးနေတဲ့အနေအထားတွေကိုရောက်လာပြောရင်ဒါဒီတစ်ဖက်ကဒါအမေရိကန်သမ္မတဒါဒေါ်နယ်ထရန့်အနေနဲ့ကလည်းဒါပူတင်ရဲ့ဒါနောက်ဆုံးချိန်တိုက်ခိုက်မှုဒီတိုက်ခိုက်မှုကဒါဒီလုပ်ရက်တွေကအယူလုပ်ရက်တွေဖြစ်တယ်ဆိုပြီးပြောဆိုထားတာဒါဒီတစ်ဖက်ကပြန်ပြောတာကျတော့သူ့အနေနဲ့ဒီသမ္မတပူတင်ကိုဒါဒီယူကရိန်းဘက်ကလုံးကျန်တာနဲ့ပတ်သက်ပြီးမသိပါဘူးသူပြောထားတာဒီအရှင်တွေနှစ်ခုကိုဆက်ပြီးကြည့်ဆိုရင်ဒါဒီဘာပေါ်မှာအကောင်းဆုံးထောက်လိုင်းအင်အားရှိတဲ့ဒီနိုင်ငံကြီးရဲ့ဒါသမ္မတတဦးအနေနဲ့ကခုဒီလက်ရှိပေါ့ဒါကမ္ဘာအခင်းကျင်းအားလုံးကိုဒါပြောင်းလဲသွားနိုင်တဲ့ဖြစ်စဉ်မျိုးပေါ့ဒီလိုဖြစ်စဉ်မျိုးကိုဒါသူကမသိပါဘူးဆိုတာဒါဖြစ်နိုင်စရာအကြောင်းမရှိဘူးပြောချင်တာဒီနောက်ကွယ်ကဇလန်းတွေပါဒါဒေဂျာဘော့ဒါအမေရိကန်ကရှိဖို့ရှိအောင်ဒါဒီရုရှားဘက်ကတိုက်ခိုက်တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးဆက်ကြည့်မယ်ဆိုရင်ဒါရုရှားအနေနဲ့ကဒါဒီသူတို့ရဲ့280ပြည့်ပေါ့ဒါဒီ victory day မှာဆိုရင်ဒါယူကရိန်းဘက်ကဒါဒရုန်းမြောက်ညာနဲ့တိုက်ခိုက်တာရှက်ပြီးရင်ဒီ cast ကိုသွားတဲ့ဒါဒီပူတင်ရဲ့လေဟိုဒါဒီယူကရိန်းဘက်ကလောက်ကျန်တဲ့ရှက်ဒီရှက်တွေနဲ့ပတ်သက်လို့ဒါသူတို့အနေနဲ့ပြန်တုံ့ပြန်လာလို့ဒါယူဆရတယ်ပေါ့ဒီရှင်းတွေနဲ့ပတ်သက်ပြီးဒါ23ရက်တယောက်ဒါမေလ23ရက်နေ့ကလည်းဒါဒီရုရှားအနေနဲ့ကဒါသူတို့ဒီစစ်မဲ့ဆုံးပေါ့ဒါဒီယူကရိန်းနဲ့ဒါနဲ့ဆက်တလျှောက်မှာဒါစစ်မဲ့ဆုံးပြီးဆောက်ဖို့အခြေအနေရှိတယ်ပြီးရင်ဒါဒီကျင်းဒီ3ပန်းပေါ့ဒါ3000လောက်ကိုဒါသူတို့လဲလှယ်ဖို့လှုံ့ဆော်တာဒီရှက်တွေကိုကြည့်မယ်ဆိုရင်ဒါပူတင်အနေနဲ့ပေါ့ဒါယူကရိန်းပေါ့မလို့အနေနဲ့ဒါဒီသူသိမ်းထားတဲ့နေမြေတွေကိုပဲပေးမလားဒါမှမဟုတ်ဒါ